ဖုန်းနံပါတ်ပေးပါတဲ့နေကင်း7 နာရီ10မိနစ်ထွက်ပြီးရတဲ့ဒါကျွန်တော်အဖွဲ့ဝင်လူဟောင်းတွေကဖုန်းနံပါတ်တည်ပြီးသားတွေကနောက်တစ်ပတ်တော့ကိုပြန်ဝင်လို့ရပြီနော်လူသစ်တွေကတော့ကျွန်တော်တနာရီထိုးလွှင့်မဲ့လိုက်မှာကျွန်တော်တနာရီထိုးလွှင့်မဲ့လိုက်မှာမိတ်ဆွေတို့ကလာယူပါနော်နောက်တစ်ပတ်ကတော့ဖောင်းရပိတ်ရမရှိပါဘူးခင်ဗျနော်နောက်တစ်ပတ်ရမဟုတ်1 လခွဲ2 လဒီပါလောက်ကိုဖောင်းရမရှိဘူးနော်ရဲအပြည့်စောရမှာကဲဝင်လာမယ်ဟာတာနော်တဲ့လူတွေကကျွန်တော်ပြောချင်တာအဲ့ဒါလေးဗျာပြောပြီးသားတဲ့ကျမတို့ကိုတော့ရှောင်းတဲ့တွေ့တဲ့နေရာမှာကိုလေးမပြေးနေမှာဟုတ်ကဲ့ပါကဲဖုန်းနံပါတ်ကလေးချပေးပါတဲ့ဖုန်းနံပါတ်ကမဟုတ်လေကျွန်တော်နေကင်းတနာရီထိုးနှိမ့်မဲ့လိုက်ကြရင်ချပေးမယ်လေနေကင်းတနာရီထိုးနှိမ့်မဲ့လိုက်ကြရင်ကျွန်တော်ချပေးမယ်လေမရဘူးလားကျွန်တော်ဖုန်းနံပါတ်တီဗီသားလူတွေကတော့ဒါ7 နာရီ10မိနစ်ကနန်းထွက်ပြီးတည်းကကျွန်တော်ဖုန်းတွေကဆက်ဖွင့်လိုက်ပြီနောက်တစ်ပတ်တော့ကိုပြန်ဝင်လို့ရပြီနောက်တစ်ပတ်ကဆိုရင်လည်းတနင်္လာအင်္ဂါ2 ရက်ထဲမှာပဲထွက်မဲ့စာတော့ပတ်တီးကိုထုတ်ပေးထားမယ်ကျွန်တော်ကလည်းအဲ့တနင်္ဂနွေနေ့ညလိုက်တွေ့ရင်လည်းပြောပေးမယ်ဘယ်နေ့အားကောင်းတယ်ဆိုတော့ကြိုတစ်ခါလေးပြောလိုက်ဒီဘက်မှာကျွန်တော်ပြောလိုက်တယ်လေအဖွဲ့ဝင်မဲ့သူတွေပတ်တီးတော့မပို့ရသေးဘူးနော်အဖွဲ့ဝင်မဲ့သူတွေအဖွဲ့ဝင်ထားတဲ့သူတွေနော်အဖွဲ့ဝင်ပတ်တီးတော့မပို့ရသေးဘူးဒါပေမဲ့ဗုဒ္ဓဦးနေ့ကိုအားကောင်းတယ်လို့တစ်ခါလေးပြောလိုက်ပြီးသားနော်ပြောပြီးမှပေးတာနော်အဲ့လိုလေးလဲကျွန်တော်ရက်ကလေးလဲထည့်ပြောပေးမယ်နော်တွေ့တဲ့ site ကိုလည်းပြောပေးမယ်နော်